မိထွေးမရဲ့အကွက်ချမှုကြောင့်မထင်မှတ်ပဲကိုဝင်ရသွားတဲ့မိန်းကလေးတစ်ယောက်နာကျင်မှုအပြင်းထန်ကြားမှာ၃ယောက်မြောက်ကလေးတွေကိုမွေးဖွားခဲ့ပါတယ်ဒါပေမဲ့ကလေးတွေမွေးပြီးချိန်မှာပဲအပြင်ဘက်ကရုပ်ရုပ်သေးသေးအတန်တွေကြားလိုက်ရတယ်သူမကကလေးတွေကိုအလျင်မြန်ဖွက်ဖို့စူးစမ်းခဲ့ပေမဲ့မပြီးခင်မှာပဲမိထွေးမကလူတွေနဲ့အတူအခန်းထဲဝင်လာခဲ့တယ်သူမရဲ့မျိုးရိုးမှာလျှို့ဝှက်စွမ်းအားပါတဲ့သွေးဆက်ရှိနေပြီးကလေးတွေရဲ့ကိုယ်ပေါ်ကအပြာရောင်လင်းတွေထွက်လာတာကိုမြင်လိုက်တဲ့အချိန်မှာမိထွေးမကချက်ချင်းကလေးတွေကိုဖမ်းခေါ်သွားဖို့အမိန့်ပေးလိုက်တယ်အဲဒီနောက်သူမရဲ့မှတ်ဉာဏ်တွေကိုပါဖျက်ပစ်လိုက်ပြီးကလေးတွေရဲ့စွမ်းအားကိုကိုယ်တိုင်သုံးချဖို့စူးစမ်းခဲ့တယ်အဲ့ဒီဖြစ်ရကြောင့်မိန်းကလေးဟာအမွေဆက်ခံခွင့်ဆုံးရှုံးသွားပြီးအိမ်ထဲမှာပဲကျမလိုနေထိုင်ရတော့တယ်6နှစ်ကြာပြီးနောက်မှာတော့ကလေးတွေရဲ့စွမ်းအားတွေနိုးထလာခဲ့တယ်အကိုဖြစ်သူကလျှက်စီးလိုအမြန်နှုံးနဲ့ရွေ့လျားနိုင်ပြီးညီမလေးကတော့အနာဂတ်ကိုကြုံမြင်နိုင်တဲ့စွမ်းအားရှိနေတယ်သူတို့နှစ်ယောက်ကစမ်းသပ်ခန်းထဲကနေလွတ်မြောက်လာပြီးလိုက်ဖမ်းနေတဲ့လုံခြုံရေးတွေကိုရှောင်ဖို့နေရာအနှံ့ပုံရှောင်ခဲ့ကြတယ်ညီမလေးရဲ့ကြုံမြင်နိုင်တဲ့စွမ်းအားကြောင့်မိခင်ရှိတဲ့နေရာကိုခံမှန်းမိသွားခဲ့တယ်ဒီနေ့မှာမိခင်ဖြစ်သူကဥယျာဉ်ထဲမှာမျက်ပင်တွေရှင်းနေတော့မျက်ခင်းထဲမှာလဲနေတဲ့ကလေးနှစ်ယောက်ကိုတွေ့လိုက်တယ်သူတို့ကိုယ်ပေါ်ကအမှတ်အသားတွေကိုမြင်လိုက်တာနဲ့သူမကတိတ်တဆိတ်အခန်းထဲခေါ်သွားခဲ့တယ်။ဆေးယူဖို့အောက်ထပ်ဆင်းသွားချိန်မှာပဲမိထွေးမရုတ်တရက်ပေါ်လာပြီးသူမလက်ထဲကဆေးတွေကိုကန်ချလိုက်တယ်။အန်ရရှိနေပြီဆိုတာခံစားမိတဲ့ညီမလေးကချက်ချင်းအောက်ထပ်ကိုပြေးဆင်းလာခဲ့တယ်။သူမကရွှေတုံးတုံးထုတ်ပြီးကိုရံတော်တွေကိုလက်ထိုးဖို့စူးစမ်းခဲ့ပေမဲ့နောက်တစ်စက္ကန့်မှာပဲရွှေတုံးကမိထွေးမလက်ထဲကိုပြန်သွားခဲ့တယ်။အဲ့ဒီအချိန်မှာညီမလေးကမိထွေးမမှာလဲစွမ်းအားရှိရဆိုတာမြင်ပြီးသူမကိုကို့အမေချင်းမှတ်သွားတယ်။ဒါပေမဲ့ခဏအကြာမှာရွှေတုံးကကြောက်တုံးဖြစ်သွားပြီးမိထွေးမကသူမဟာလွတ်မြောက်လာတဲ့ကလေးတွေကတယောက်ဖြစ်ကြောင်းသိသွားခဲ့တယ်။ချက်ချင်းပဲလူတွေကိုအမိန့်ပေးပြီးညီမလေးကိုဖမ်းခိုင်းလိုက်တယ်။အရေးကြီးတဲ့အချိန်မှာအကိုဖြစ်သူကငွေအပ်တစ်ချောင်းပြစ်ထုတ်လိုက်ပြီးလူအားလုံးရဲ့အာယုံကိုလွှဲလိုက်တယ်။ပြီးတာနဲ့ညီမကိုကောက်ချီပြီးမျက်စိတမိတ်အတွင်းပျောက်ကွယ်သွားခဲ့တယ်။ဒါပေမဲ့ညီမလေးကမိခင်အနေနဲ့ကြုံတော့မယ်ဆိုတာကြုံမြင်လိုက်ရတယ်။သူတို့နှစ်ယောက်ချက်ချင်းပြန်ပြေးလာခဲ့ကြတယ်။အဲ့ဒီအချိန်မှာမိထွေးမကကားမတော်တဆမှုအတုဖန်တီးပြီးမိန်းကလေးကိုအပြီးဖြောက်ပစ်ဖို့စီစဉ်နေခဲ့တယ်။ကားကအရှိန်ပြင်းပြင်းနဲ့ဝင်တိုက်လာတဲ့အချိန်မှာပဲသမီးလေးကရုတ်တရက်ပေါ်လာပြီးကားကိုလက်နဲ့တားဆီးလိုက်တယ်။နောက်တစ်စက္ကန့်မှာသားဖြစ်သူကလျှက်စီးလိုအမြန်နှုံးနဲ့ရောက်လာပြီးမိခင်ကိုဆွဲခေါ်ကဲတင်လိုက်တယ်။တစ်ဖက်မှာတော့ညီမလေးကကြောက်တုံးကြီးတုံးကိုမြှောက်ပြီးမိထွေးမဘက်ကိုပစ်ချလိုက်တယ်။ကြောက်လန့်သွားတဲ့မိထွေးမကနောက်ပြန်လှည့်ပြီးထွက်ပြေးသွားခဲ့တယ်